ကြောက်တုံးကိုဖောက်ကြည့်လိုက်တာအထဲမှာကြောက်သားရဲ့တန်တေသားလေးရှိနေခဲ့တယ်ဆရာကြီးကဒီကြောက်ထဲမှာဘာမှမရှိဘူးတောက်တုံးပဲရွေးလိုက်ပါကောင်လေးကိုနောက်ထပ်အခွင့်အရေးတစ်ခုထပ်ပေးမယ်ငါစမ်းသက်ချက်ကမင်းကိုအမိုက်တွေရွေးထုတ်ခိုင်းတာမဟုတ်ဘူးပြောနေခဲ့တယ်ကောင်လေးကစိတ်ထဲကနေနင်တို့ကသုံးစားရဘူးပြောနေကြတာကအထဲကိုမှမမြင်ရတာငါကအထဲမှာအစိမ်းရောင်ရှိတာမြင်ထားပြီးဆရာကိုပြောလိုက်တယ်ဒီတုံးပဲတူယူမယ်လို့တေချာလားမေးတော့တေချာပါတယ်တဲ့ဆရာကြီးကဒါကမင်းရဲ့ရွေးချယ်မှုပဲဆရာကကြောက်တုံးကိုဖျက်ပေးမယ်ဒါကမင်းအတွက်ပထမဆုံးသင်ခန်းစာပဲလို့ဆိုကကြောက်ကိုကိုယ်တိုင်ဖျက်ပေးပါတော့တယ်ကြောက်ဖြတ်နေရင်နဲ့ကောင်လေးကိုဒီလိုကြောက်မျိုးကိုရွေးပြီးဖြစ်တဲ့အခါအဆုံးကိုလည်းလက်ခံနိုင်ရမယ်ဘာညာဆိုပြီးဆုံးမနေခဲ့တဲ့ကြောက်ကိုထပ်ဖြတ်လိုက်ပြီးဒီလိုကြောက်မျိုးဟာဘယ်တော့မှကြောက်ကောင်းဖြစ်နိုင်ခြင်းမရှိဘူးတဲ့ဒီလိုနဲ့ကြောက်ကိုအကုန်လုံးဖြတ်ပြီးသွားတဲ့အခါမှာတော့ကြောက်တစ်ခုလုံးဟာအစိမ်းရောင်တွေကြီးပြည့်နေခဲ့တော့တယ်ဒီချိန်ကျမှဆရာကြီးကငါမမြင်ခဲ့ဘူးဒီလောက်ကောင်းတဲ့ကြောက်စိမ့်ဖြစ်နေခဲ့မယ်လို့မထင်ခဲ့ဘူးစီနီယာမမကကောင်လေးကိုနင်ဘလို့လှုပ်ရှားတွေ့သွားတာလဲမေးတော့ကောင်လေးကလည်းဒီကြောက်ကတမူထူးခြားနေလို့ပြီးတော့ကင်လိုက်ရင်လက်ထဲမှာကြီးလာတယ်လို့ပဲကန်ကောင်းသွားတာပါကန်ကောင်းသွားတာလို့ပြောလိုက်တယ်ဆရာကြီးကဒါကကန်ကောင်းတာမဟုတ်ဘူးဆရာကြတာလို့ခေါ်တယ်ဆရာကြီးတွေမှဒီလိုစကေးရှိတယ်ခုတော့တပည့်ကဆရာကိုသင်ခန်းစာပြန်ပေးနေတယ်လို့ဖြစ်နေပြီးဒီကြောက်စိမ့်ကတော့မင်းဟာဖြစ်သွားပြီလို့ပြောလိုက်တော့တယ်ဒီလိုနဲ့ဆရာကြီးကသူ့ရဲ့နောက်ဆုံးလက်ရဖြစ်တဲ့ငကားနဲ့ချင်းသေးရုပ်ပုံကိုထွင်းထုထားတာကိုကောင်လေးတို့ကိုပေးလိုက်တော့တဲ့ကောင်လေးတို့၃ယောက်လဲအပျော်တွေလွန်သွားကြပါလေရောဒီလိုနဲ့အယောင်ပြခန်းတစ်ခုကို၃ယောက်သားရောက်လာခဲ့ကြတယ်ဟိုကြည့်လိုက်ဒီကြည့်လိုက်နဲ့မှန်ပုံးတွေကကြောက်တလုံးကိုတွေ့သွားခဲ့တယ်မမကဒီကြောက်ဟာဘလောက်တန်ကြောင်ပြောပြနေခဲ့တော့ကောင်လေးကသူ့မျက်လုံးနဲ့ကြည့်လိုက်တော့ကြောက်ထဲမှာသေးငယ်တဲ့အရာလေးတစ်ခုရှိနေခဲ့တယ်ကြောက်ကိုကြည့်နေတော့မှဘေးကနေနွားကြီးနဲ့ခွေးကြီးတို့ဟာရောက်ချလာခဲ့ပါတော့တယ်ရောက်လာတာနဲ့စတင်ကြိုက်ပါပြီတားဖတ်နှစ်ယောက်ကလိုက်တဲ့တားကကြိုက်လိုက်အဖေကဟောင်းလိုက်နဲ့ဟုတ်နေရောဟိုကောင်ကအေးမင်းလဲဒီကြောက်တုံးကိုမျက်လုံးထဲမြင်နေတယ်မဟုတ်လားငါဆိုတဲ့သခင်လေးကလည်းဒီကြောက်ကိုမျက်လုံးထဲမြင်နေတယ်ဒါကြောင့်လေးလံဆွဲတဲ့အခါတွေးကြတာပေါ်တယ်ဒီလိုနဲ့မမကရမ်းဖြစ်မှာဆိုလို့ဒီဘက်ကိုခေါ်ထုတ်လာပြီးချင်းသေးငကားရုပ်ပုံကိုပြသနေခဲ့တာပေါ့ဟိုနှစ်ကောင်ကဘူးမတိပတ်မတိပဲနဲ့ဒီလိုလက်ရမျိုးကိုနင်တို့တွေစိတ်ကူးတဲ့တောင်ဝင်နိုင်မှာမဟုတ်ဘူးဒီအရာကိုလိုချင်ရင်အင်အားရယ်ငွေကြေးရယ်ပြည့်စုံမှပဲရမယ်ဘာညာပြောနေခဲ့တယ်သူတို့ပြောနေတဲ့ဟာကကောင်လေးဟာဖြစ်တယ်ဆိုတာသူတို့မသိခဲ့ကြဘူးကောင်လေးကဒီမှာအရန်နန်နဲ့ဟိုဘက်သွားရအောင်လို့ပြောလိုက်တော့တယ်ဒီလိုနဲ့လေလံပွဲကြီးစပါတော့မယ်ပထမဆုံးပစ္စည်းဖြစ်တဲ့လေလံဆွဲမဲ့အရာကိုယူလာခဲ့တယ်မမကစတင်စေး9တန်းကနေစမယ်တစ်ခါခေါ်တိုင်း9000ထက်မနည်းစေရဘူးလို့ပြောလိုက်တော့တယ်အတီးတီးသောတထေးတွေကလေလံပေးနေကြတာပေါ့ဟိုနွားက4တန်းလို့អော်လိုက်တော့သူပဲရသွားခဲ့တော့တယ်